ကဘာမှာအဆောက်အထူးထပ်ဆုံးနျူကလ িয়ার စကန်တွေထက်ကတခုရဲ့အနီးကိုဒုံးကျည်နဲ့တိုက်ရိုက်ပစ်ခတ်တိုက်ခိုက်မှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။အစ္စရေးတောင်ပိုင်းဒေသဟာတုံလှုပ်ချောက်ချသွားခဲ့ရပြီးကန်စစ်တိုင်းတွေကျိုးပေါက်ကတညတာအတွင်းမှာတင်လူပေါင်းများစွာတရားရရှိခဲ့ပါတယ်။အစ္စရေးတောင်ပိုင်းကဒီမိုနာမြို့အနီးကလူနေရပ်ကွက်တစ်ခုထဲကိုဘော့စတစ်ဒုံးကျည်တစ်စီးကြောက်ရောက်ပောက်ကွဲခဲ့တာကြောင့်တင်မာမှုတွေဟာရှိန်ဟုန်နဲ့မြင့်တက်လာခဲ့ပါတယ်။အီရန်ရဲ့ဒုံးကျည်ဒီမိုနာကိုထိမှန်ခဲ့တဲ့အချိန်အတိအကျကို CCTV ကင်မရာတွေမှာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။အစ္စရေးရဲ့လိုဝက်ဆုံးနျူကလ িয়ার ဒုတိယစကန်တီရှိယာဒီတက်ကန်ရဲ့မြို့လေးဟာရုတ်တရက်ဆိုသလိုပြင်းထန်လာတဲ့ပြည်ပခါရဲ့ဖို့ချက်ဖြစ်လာခဲ့ပါတယ်။ဒေသတွင်းမှာအရေးပေါ်အချက်ပေးအုပ်အော်ဒန်တွေစူညံသွားခဲ့ပြီးပြည်သူတွေဟာဘုံခုချင်းတွေစီအလူရက်ပြေးလွှားခဲ့ကြရပါတယ်။ဒါပေမဲ့အီရန်ဘက်ကပြစ်ခတ်လိုက်တဲ့ဒုံးကျည်ကိုတော့ဘယ်လိုမှတားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။အီရန်နဲ့ဆက်နွယ်နေတဲ့ဒုံးကျည်တိုက်ခိုက်မှုဟာဒီမိုနာအနီးကအစ္စရေးရဲ့ခိုင်မာဆုံးလေကြောင်းရန်ကာကွယ်စနစ်ကိုဖနှုတ်ဆုံးချိန်ထိုးဖောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ Megan David Adam အဖွဲ့ရဲ့အဆိုအရဒီတိုက်ခိုက်မှုကြောင့်လူပေါင်း36ဦးထက်မနည်းအရေးပေါ်ဆေးကုသမှုခံယူခဲ့ရပါတယ်။ဒုံးကျည်အစနာထိမှန်တာထိတ်လန့်တုံးလုံးသားနဲ့ဘုံကိုချင်းတွေကြီးပြေးလွှားရင်းရရှိတဲ့တရားတွေကြောင့်အရေးပေါ်ကယ်ဆယ်ရေးဖွဲ့တွေဟာအလုပ်များခဲ့ကြရပါတယ်။တရားရရှိသူတွေထက်မှ10နှစ်အရွယ်ယောက်ျားလေးတူတဲ့ပါဝင်ပြီးဒါပုံမပြင်းထန်လာတဲ့ပေးပခအတွင်းရတာတွေခံစားနေရတဲ့ဆိုးကျိုးတွေကိုမိမောင်းထိုးပြနေပါတယ်။ပျက်စီးသွားတဲ့နေအိမ်တွေကနေလူနာတွေကိုတင်ဆောင်လာတဲ့လူနာတင်ရင်တွေဟာမောင်မဲနေတဲ့လမ်းပေါ်တွေမှာအလူရက်မောင်းနေကြရပါတယ်။အခုချိန်ထိတရားရရှိသူ35ဦးထက်မနည်းဆိုရိုကာစေယုံကိုရောက်ရှိလာခဲ့ကြပါတယ်။12နှစ်အရွယ်ကလေးငယ်တူကိုတော့ပြင်းထန်တရားရရှိခဲ့လို့ခွဲစိတ်ခရဲကိုပို့ဆောင်ထားပါတယ်။အသက်20ဝန်းကျင်လူငယ်တူလည်းတရားရရှိသလိုကျန်တဲ့လူတွေကိုတော့အရေးပေါ်ဌာနမှာကုသပေးနေပါတယ်။ဒီတက်ခတ်မှုနဲ့ပတ်သက်ပြီးဒီရန်ဘက်ကရှင်းလင်းတဲ့ဒင်းစကားတစ်ခုပေးလိုက်ပါတယ်။ဒါဟာအီရန်နိုင်ငံထဲမှာနာတန်နျူကလ িয়ার စကန်တိုက်ခိုက်ခံရမှုအတွက်အစ္စရေးရဲ့နျူကလ িয়ার စီမံကိန်းကိုပြစ်မှတ်ထားပြီးလက်တုပ်ပြန်တာဖြစ်တယ်လို့အီရန်ကကြေညာခဲ့ပါတယ်။နာတန်စကန်ဟာဒီတိုက်ခိုက်မှုတိုင်ခင်နိုင်ပိုင်းလို့မှတင်တိုက်ခိုက်ခဲ့ရတာပါ။အီရန်ဆိုရမီဒီယာတွေကတော့ဒါဟာအမေရိကန် US နဲ့အစ္စရေးတို့ပူးပေါင်းလှုပ်ဆောင်တာလို့ဆွဆွဲထားတဲ့ပေမဲ့အစ္စရေးဘက်ကတော့ချက်ချင်းညှင်းဆိုထားပါတယ်။အပြည်ပြည်ဆိုင်ရာနျူကလ িয়ার အေဂျင်စီကဒီမိုနာဖြစ်ရကိုတရှိထားပေမဲ့စိုးရိမ်စရာမရှိကြောင်းပြောကြားခဲ့ပါတယ်။နီကယ်နျူကလ িয়ার ဒုတိယစကန်မှာပြည့်စုံမှုမရှိတယ်လို့ပုံမှန်မဟုတ်တဲ့ရေဒီယိုတတုကြောင့်မျိုးတဲ့မတွေ့ရဘူးလို့ဆိုပါတယ်။ဒါပေမဲ့လည်းဒီတိုက်ခတ်မှုရဲ့ပြရုပ်ကိုတော့လိလူရှုလို့မရပါဘူး။1958ခုနှစ်ကတည်းကစတင်ခဲ့တဲ့ဒီမိုနာဟာဆယ်စုနှစ်ပေါင်းများစွာလှုပ်ဝက်ထားတဲ့အစ္စရေးရဲ့နျူကလ িয়ার စွမ်းရည်ရဲ့နှလုံးသားလို့ပြောလို့ရပါတယ်။အစ္စရေးဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ကြောင်းတရားဝင်ဘယ်တော့မှဝန်မခံခဲ့ပေမဲ့ကမ္ဘာနိုင်ငံအများစုကတော့ပိုင်ဆိုင်တယ်လို့ပဲယူဆထားကြပါတယ်။အခုတော့ဒီလိုအရေးပါတဲ့နေရာဟာတိုက်ရိုက်ပြတ်မှတ်ထားခြင်းခံလိုက်ရပါပြီ။တင်းမာမှုတွေပြည့်တက်လာနေတဲ့အမြအစ္စရေးတောင်ပိုင်းကအရတ်မြို့ဟာလည်းဒုံးကျည်တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ဒီလိုတပြိုင်နက်တည်းတိုက်ခိုက်မှုဟာစနစ်တကျစီစဉ်ထားတဲ့စစ်ရေးအစီအမြင့်တက်မှုတစ်ခုဖြစ်ပြီးအစ္စရေးတောင်ပိုင်းဒေသတစ်ခုလုံးကိုချိန်ချောက်လာတာပါ။ကမ္ဘာအဆင့်မြင့်ဆုံးလို့ယူဆထားတဲ့အစ္စရေးရဲ့ကန်စစ်စနစ်တွေဟာဒီဒုံးကျည်တွေကိုကြားပြတ်မခံတာနိုင်ခဲ့ပါဘူး။ဒီလိုမကြုံစဘူးကန်စစ်ချိုးဖောက်မှုကြောင့်တက်ရှိဒုံးကျည်ကာကွယ်စနစ်တွေရဲ့ထိရောက်မှုအပေါ်မိန့်ခွန်းထုတ်စရာတွေဖြစ်လာပါတယ်။အီရန်လွှတ်တော်ဥက္ကဋ္ဌမိုဟာမက်ဘဂရယ်ဂါလီဘာကတော့ဒါဟာစစ်ပွဲရဲ့အလက်အပြောင်းတစ်ခုပဲလို့ပြောကြားခဲ့ပါတယ်။ဒီမိုနာကိုမကာကွယ်နိုင်တော့တာဟာစစ်ပွဲရဲ့အခြေအနေတိတ်ကိုပြတ်သားနေတာလို့သူကဆိုပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နာတန်ယာဟုကတော့ဒီညဟာနိုင်ငံရဲ့အနာဂတ်အတွက်တိုက်ပွဲဝင်နေရတဲ့ကာလအတွင်းအခက်အခဲဆုံးညတွေထဲကတညဖြစ်တယ်လို့စစ်မကောင်းစွာပြောကြားခဲ့ပါတယ်။တစ်ဖက်မှာလည်းနာတန်နျူကလ িয়ার စကန်ရဲ့အခြေအနေကိုကမ္ဘာကစိုးရိမ်တည်စောင့်ကြည့်နေပါတယ်။ IAEA ကရေဒီယိုတတုကြောင့်မှုယူဆမှုမရှိကြောင်းအတည်ပြုထားပေမဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအသေးစိတ်စုံစမ်းစစ်ဆေးနေပါတယ်။ရုရှားနိုင်ငံသားရေးဝန်ကြီးဌာနကလည်းနျူကလ িয়ার စကန်တွေကိုတိုက်ခိုက်တာကအရှိလေပိုင်းဒေသတစ်ခုလုံးကိုကပ်ပေးဆိုင်စေနိုင်တယ်လို့တတိပေးထားပါတယ်။နာတန်စကန်ဟာအရင်ကလည်းအချင်းချင်းပြစ်မှတ်ထားခံခဲ့ရဘူးတာပါ။ဒါပေမဲ့အခုတစ်ချိန်တိုက်ခိုက်မှုကတော့နှစ်ဖက်လုံးကနျူကလ িয়ার နဲ့ဆက်နွယ်နေတဲ့နေရာတွေကိုတိုက်ခိုက်ဖို့ဝမလေးတော့ဘူးဆိုတာကိုပြသနေတာကြောင့်အရန်ကိုအန်တယ်များလာပါတယ်။လက်ဖက်စလုံးကအရသာတွေအတွက်တော့ဒါဟာထိနှက်စရာကောင်းတဲ့အကျိုးဆက်တွေဖြစ်ပါတယ်။အချက်ပေးအော်ဒန်တွေပျက်စီးသွားတဲ့နေတွေနဲ့တိုးပွားလာတဲ့ဒဏ်ရာတွေဟာစစ်ပွဲဟာတိတ်မရဖြစ်နေလာပြီဆိုတာကိုပြနေပါတယ်။
ယူကရိန်းနဲ့ဆက်နွယ်နေတဲ့တင်းမာမှုတွေဟာအစိအယောင်ပြစစ်ပွဲတွေကနေတိုက်ရိုက်ရင်ဆိုင်တွေ့ရှိအဆင့်ကိုရောက်ရှိနေပါပြီတိုက်ခိုက်မှုတစ်ခုချင်းတိုင်းစီတိုင်းဟာဒေတာတစ်ခုလုံးကိုပြန်လဲလို့မရတော့တဲ့အထိချင်းနေစီကိုတွန်းပို့နေပါတယ်အစ္စရေးတောင်ပိုင်းမှာညမောင်လာတဲ့အမြအားလုံးကမင်းကုန်းထုတ်လာကြပါတယ်ဒါဟာတာမန်တိုက်ခိုက်မှုတစ်ခုပဲလားဒါမှမဟုတ်အရှိအလဲပိုင်းစစ်ပွဲကြီးရဲ့အစပြုံးမှုလားဆိုတာပါပဲအစ္စရေးတောင်ပိုင်းကနောက်ဆုံးရတဲ့တွေအရနိုင်ငံရဲ့အထိခိုက်မခံဆုံးနေရာတစ်ခုဖြစ်တဲ့ဒီမိုနာဟာဒုံးကျည်နဲ့တိုက်ခိုက်ခံခဲ့ရပါတယ်ဆိုရှယ်မီဒီယာပေါ်ကဗီဒီယိုတွေပေါ်မှာဒုံးကျည်ကြောက်ပြီးပြင်းထန်တဲ့ပောက်ခွဲမှုတွေဖြစ်ပေါ်နေတာကိုမြင်တွေ့ရမှာပါဒီဗီဒီယိုတွေကိုအတိမပြုတ်နိုင်သေးတဲ့ပေမဲ့အင်တာနက်ပေါ်မှာအလင်းများပြန့်နှံ့နေပါတယ်အချို့တော့စီးရဲလေလာလူတွေကတော့ဒီဒုံးကျည်ဟာဒီမိုနာကဘုံထိုးခြင်းတစ်ခုကိုထိမှန်ခဲ့တာလို့ယူဆနေကြပါတယ်ဒီနေရာဟာအစ္စရေးရဲ့လုံခြုံရေးမြင့်ဆုံးနျူကလ িয়ার စကန်နဲ့အနီးကပ်ရှိနေတာကြောင့်ဒါကတမင်တက်တဲ့စီစဉ်ထားတဲ့တိုက်ခိုက်မှုလားဆိုတာတွေးတောနေကြပါတယ်အစ္စရေးတင်းတွေရတဲ့တိုက်ခိုက်မှုကြောင့်ပျက်စီးဆုံးမှုအများပြားရှိခဲ့တယ်လို့တရားရသူအနည်းဆုံး23ဦးထိရှိလာပါတယ်ကယ်ဆယ်ရေးအဖွဲ့တွေလည်းအနေအနဲ့မှာကူညီပေးနေပါတယ်ဒီမိုနာဒေတာဟာအစ္စရေးနျူကလ িয়ার စီမံကိန်းရဲ့အဓိကဗဟိုချက်ဖြစ်တဲ့ Simon Paris နေကနျူကလ িয়ার ဒေတာစကန်တရှိရနေရဖြစ်လို့ဒီနေရာအနီးတိုက်ခိုက်ခံရတာဟာအထူးစိုးရိမ်စရာကောင်းပါတယ်ဒီလိုအခြေအနေမျိုးမှာပဲအီရန်တော်လှန်ရေးစောက်တပ်ဖွဲ့ IRGC ရဲ့လေကြောင်းတပ်ဦးမှု Brigadier General Saeed Majid Mosafi ကအစ္စရေးကောင်းကင်ယံကိုသူတို့ရဲ့ဒုံးကျည်တွေကစိုးမိုးထားနိုင်ပြီလို့ကြေညာခဲ့ပါတယ်အစ္စရေးတောင်ပိုင်းကောင်းကင်ယံမှာဒုံးကျည်တွေရဲ့အလင်းတန်းတွေကိုနိုင်ပေါင်းများစွာမြင်တွေ့နေရအောင်မယ်လို့လည်းသူကတတိပေးထားပါတယ်